여러분, 안녕하세요. 들어가서 제20세고 릴라마 피바에너 다소의 여러모로가 이서 어떤 예선이네 두두 퇴지지야. 헛발의 시골, 도시, 시끄럽다, 조용하라, 틀산, 좋다, 낮다, 해, 업드다, 내려가라. 다소로시 번호 여러모로가 쿠디테마 뼈와이테마 배색을롱리 여러분 띠비다래. 대결로선이로 릴라비도 아마 띠메색을롱리 소인 사비요 릴라지지야. 선이တော့ဒီပိုင်းက listening မရှိရတဲ့အတွက်ကြောင့်မလို့မဖွင့်ပြတော့ဘူးပေါ့နော်ဒါဆိုရင်ကြည့်ကြည့်ရအောင်နောက်ဆုံးတွေ့ရတဲ့စကားလုံးကကြတော့ she-goal ပေါ့နော် she-goal ဆိုတာကကြတော့ကျေးလက် data ပဲပြောတာဖြစ်ပါတယ် she-goal အဲ့တော့ she-goal 사람ဆိုတာကျေးလက် data လို့ပေါ့နော် she-goal 사람နောက်တစ်ခုက she-goal 폭형ဆိုတာကကြတော့ဒီကျေးလက် data ရဲ့မြေခွင်းကိုပြောတာပေါ့နော် 폭형ဆိုတာကမြေခွင်း 시골에서 태어나라. 시골에서 태어나라 소라가 자러 디딜레 데이터만 무입화래 뭐너 태어나라 소라 무입화래. 다스로신 여러분가 딜레 데이터 소로신 시골 소표비요. 또 나가 빠따니에서 갈롱리레는 접이다ဖြစ်ပါတယ် နော် 도시ဆိုတာကကြတော့မြို့ဖြစ်သွားပြီပေါ့နော်အဲ့တော့ 도시 생화 생화ဆိုတာနေထိုင်မှုဘဝပြောတယ်အဲ့တော့ 도시 생화 ဆိုရင်ဒီမြို့မှာနေထိုင်ရတဲ့ဘဝပေါ့နော်အဲ့ဒီမှာ 도시 နေရာမှာဆိုလို့ရှိရင် 시골ထည့်လိုက်မယ်ဆိုလို့ရှိရင်시골 생화로 ထည့်လို့ရတယ်ဒါဆိုမြို့ကလူဆိုလို့ရှိရင် 도시 사람ဒါမျိုးလေး ထည့်လို့ရပါတယ်နော် 대도시အဲ့တော့ 대ဆိုတာကကြတော့ ကြီးတယ်ဆိုတဲ့အဓိပ္ပာယ်သက်ရောက်ရပေါ့ဒါကြောင့်မလို့ 대학교 ဆိုလို့ရှိရင် 학교ဆိုတာကျောင်း 대학교 ဆိုတက္ကသိုလ်ကျောင်းဆိုပို့ပြီးတော့ကြီးသွားတယ်ပေါ့နော် 대도시ဆိုတာမြို့တော်ကြီး 도시에 살다ဆိုလို့ရှိရင် 다가မြို့တော်မှာနေတယ်ဒါမျိုးဆိုလို့ရှိရင် 도시နေရာမှာ 시골에ထည့်လိုက်မယ်ဆိုလို့ရှိရင်ရော ဟုတ်ပါတယ် 시골에 살다ဆိုတာကြတော့ဒီကျေးလက် dataမှာနေတယ်ဒါဆိုရင်နောက်တစ်ခုဒီစကားလုံးလေးမှာ 시골နေရာမှာ 도시ထည့်လိုက်မယ်ဆိုရင်ရော ဟုတ်ပါတယ် 도시에서 태어나라 묘마두와 무이래 라면ဖြစ်သွားမှာပဲเนาะ နောက်တစ်ခုက 시끄럽다. 시끄럽다. 자, 여러분, 꾸리야마 까레마, 찌예서 짜부해보노. 시끄러워요. 난 이래. 알자므로 시끄럽다. 소라가자, 난 이래. 나도쿠가 교실이 시끄럽다. 사사등해야 나니에. 여러분가 시험하시의 생수인 사등해라고 하시냐네. 수년이요. 하되면 아자므로 교실이 시끄럽다. 수년에 사등해 수년에 번호. 디마자로 운가자로 수년대 소리 백가니 비어두가 아직이 봉사면에 뻥하보노. 다자므로 나가 나오네 라이라이때 시끄러운 소리. ဆိုရင် 수년이었다 뭐너 시끄러운 소리 수년이 어때 시끄럽게 자 수년 사보너 제지 알음이 별로 야래 도로리야 수년 자가 변이 잘해 수수 제지 변이 잘해 소리 다리야 시끄럽게 너 제지 별이 나도 시끄럽게 하라서 제지 넣대 보너 또 또래로야 또로야 다네 또 수수년년이 넣대 소리 시끄럽게 하라 수년 사 넣대 수뼈뼈 바래신 နောက်ထပ်စကားလုံးလေးကကြတော့ 조용하라ဆိုတာတိတ်ဆိတ်တယ်ခုနကတော့ 여러분들이လာမတာခဲ့ရတာကကြတော့ 시끄럽다 순년에အဲ့ဒါကြောင့်မို့ သူ့ရဲ့စက်ကျင်ဘက်ကကြတော့ 조용하라တိတ်ဆိတ်တယ်အဲ့တော့နောက်တစ်ခုက 집이 조용하라ဆိုတာအိမ်ကတိတ်ဆိတ်နေရပေါ့နော်အိမ်မှာဘယ်သူမှမရှိဘူးဆိုလို့ရှိရင်အိမ်ကြီးအရင်တိတ်ဆိတ်နေမယ်တကယ်လို့ဆရာအတန်းထဲမှာဆရာမရှိနေမယ်ဆိုအဲ့အတန်းကဘာဖြစ်နေမှာလဲဟုတ်တယ် 교실이 조용하라 အတန်းကတိတ်ဆိတ်နေပါပေါ့နော် နောက်တစ်ခုကကြတော့ 조용한 동네 소라가 동네ဆိုတာဒီရက်ကွက်ပေါ့နော်ဒီရက်ကွက်ကိုနေထိုင်ရတဲ့ပတ်ဝန်းကျင်ကကြတော့ တိတ်တိတ်ဆိတ်ဆိတ်ရှိရဆိုလို့ရှိရင် 조용한 동네ဆိုရသုံးလို့ရပါတယ် ခုနကဆိုလို့ရှိရင် 시끄럽게ဆိုတာ 수년ဆိုတာဟုတ်တယ်မလားဒါဆိုလို့ရှိရင် 조용하게ဆိုတာ တိတ်ဆိတ်ဆိုတာတိတ်တိတ်ဆိတ်ဆိတ်လေးလုပ်နေကြတယ်နောက်တစ်ခုကဆိုလို့ရှိရင် 조용하게 말하다ဆိုလို့ရှိရင် 다တိတ်တိတ်ဆိတ်ဆိတ်လေးစကားပြောတာတိုးတိုးလေးစကားပြောဟဲ့ဆရာမရှိရဲ့တိုးတိုးလေးပြောဆိုရင် ဘယ်လိုလေးသုံးပါလဲ 조용하게 말하다ဆိုတာ တိတ်တိတ်လေးပြောတယ် တစ်ခုက 산ဆိုလို့ရှိရင် တောင်လို့ပြောရတယ်နော် 돌산ဆိုတဲ့အိဗယ်ကတော့ တောင်တက်ခြင်းဆိုပြီးတော့သုံးပါတယ် အဲ့တော့ 돌산을 가라ဆိုရင် တောင်တက်ဖို့သွားတယ် တောင်တက်ဖို့သွားတယ်ဆိုရင် 돌산을 하라 တောင်တက်ဖို့သွားတယ် နောက်တစ်ခုကကြတော့ 전이가 으로 သုံးမယ်ဆိုလို့ရှိရင် ဒီလိုမျိုးသုံးလို့ရတယ်ဆိုတဲ့အကြောင်းကိုသုံးထားတာပါ
등산을 하라 ဆိုရင်တောင်ကုန်တက်တယ်ဒီလိုဥရုမသုံးဘဲနဲ့ဒီတိုင်းဖြုတ်ပြီးတော့သုံးလို့ရပါတယ်နော်등산 하라 ဆိုလို့ရှိရင်တောင်တက်တယ်အဓိပ္ပာယ်နှစ်ခုကတော့အတူတူပါပဲတစ်ခုကတော့ဥရုထပ်လိုက်တယ်ဆိုလို့ရှိရင်တောင်တက်ခြင်းကိုလုပ်တယ်လို့ပြောပြီးတော့등산 하라 ဆိုရင်နာရာဆိုရင်တောင်တက်တယ်လို့ဖြစ်သွားပါတယ်နော်နောက်တစ်ခုကကြတော့ 높다 ဆိုတာကကြတော့မြင့်တယ်ဆိုရင်သုံးတယ်နော်မြင့်သည်အဲ့တော့ 하늘이 높다 ဆိုတာကောင်းကင်ရဲ့အမြင့်ကြီးပဲလေနော်ကောင်းကင်ကကိုယ်ရည်နဲ့အဝေးမှရှိနေဆိုရင်ကောင်းကင်အမြင့်ကြီးအတွက်ကြောင့်မို့လို့ 하늘이 높다 ကောင်းကင်ကမြင့်တယ်천장ဆိုတာကကြတော့မျက်နှာချက်ကိုပြောတာပါနော်천장이 높다 ဆိုတာကကြမျက်နှာချက်ကအမြင့်ကြီးဖြစ်တယ်နောက်တစ်ခုကကြတော့ 높이 건물 အဲ့ဆို 높은 건물 ဆိုတာကကြတော့မြင့်တဲ့အဆောက်အဦကိုပြောတာဖြစ်ပါတယ်နော်အဲ့တော့ 높다 ဆိုတာမြင့်ပြီးရော 낮다 ဆိုတာကနှိမ့်တယ်လို့ပြောတာ세상이 낮다 ဆိုတာကြတော့ဒီစပွဲကပူတယ်နှိမ့်တယ်ပေါ့နော်အဲဆိုရင်세상이 낮다နောက်တစ်ခုကကြတော့날주산 ဆိုလို့ရှိရင်ဒါဒီနှိမ့်တဲ့တောင်ပေါ့နော်နှိမ့်တဲ့တောင်နောက်တစ်ခုကကြတော့나주 계단 ဆိုလို့ရှိရင်နှိမ့်တဲ့လှေကားလို့ပြောလို့ရပါတယ်ဒါဆိုရင်ဒီစာအုပ်ကိုလေ့လာခြင်းအပြင်ပေါ့နော်ရေတော့စကားလုံးတစ်လုံးဆိုရင်သူ့အနောက်ကစကားလုံးကထပ်ခါလေ့လာလို့ရတဲ့အတွက်ကြောင့်မို့လို့ရေတော့မူတာစကားလုံးတွေအများကြီးရရင်စကားပြောတဲ့အခါမှာပို့ပြီးအဆင်ပြေပါတယ်နော်နောက်တစ်ခုကဟဲဆိုတာကကြတော့နေလို့ပြောပါတယ်နော်해가 들다 ဆိုတာကကြနေရထွက်လာတယ်ပေါ့နော်해가 들다 ဆိုတာနေရထွက်လာတယ်နေဝင်သွားတယ်ဆိုရင်해가 지다 ဆိုတာနေဝင်သွားဒါကြောင့်မို့해가 들다 နေထွက်တယ်해가 지다 ဆိုတာနေဝင်သွားတယ်ဆိုတော့ဒီလိုကဒီလိုမျိုးရောင်ကြီးတွေပေါ့နော်နေရောင်ကြီးကိုကြတော့ 햇빛 လို့ခေါ်ပါတယ်နော် 햇빛 ဆိုတာကနေရောင်ကြီးဒါဆိုရင်ကျွန်တော်က ဟဲလို့ပြောလိုက်ပြီဆိုတာနဲ့နေရောင်ကြီးဆိုရင် 햇빛 ကနေထွက်လာတယ်ဆိုရင်해가 들다နေဝင်သွားရဲဆိုရင် 해가 지다 ဆိုတခါတည်းတွဲမဲ့ထားလို့ရပါတယ်နော်နောက်တစ်ခုကကျတော့ 어둡다 အဲ့တော့ 어둡다 ဆိုတဲ့အဓိပ္ပာယ်ကမှောင်မိုက်တယ်ပေါ့နော်မှောင်မိုက်တယ်ဒီမှာဆိုလို့ရှိရင်색깔이 어둡다 အဲ့တော့ 색깔이 어둡다 ဆိုရင်ကာလာကမှောင်တယ်မဲတယ်မှောင်မိုက်တယ်ပေါ့နော် 어두운 골목 어두운 골목 ကကြတော့မဲမှောင်နေတဲ့လမ်းပေါ့နော်နောက်တစ်ခုကကြတော့ 어두워지다 ဆိုတာတဖြည်းဖြည်းနဲ့မှောင်မိုက်လာတယ်ဒါမှလင်းအားကနေပြီးတဖြည်းဖြည်းလေးကဝင်လာတယ်တဖြည်းဖြည်းရောင်ကြီးကမရှိတော့ဘယ်ဖြစ်တာလဲမှောင်မိုက်လာတယ်ဆိုလို့ရှိရင် 어두워지다 ဆိုပြီးသုံးပါတယ်အဲ့တော့ 어두다 ရဲ့စက်ကျင်ဘက်ကကြတော့ 밝다 ဆိုတာကြတော့တောက်ပါတယ်ပေါ့တကယ်တော့ happy ဆိုနေလို့က 해가 뜨다 နေရောင်ခြည်ထွက်လာမယ်ဆိုလို့ရှိရင်ဆိုနေတော့ဘာဖြစ်မှာလဲ밝다 တောက်ပါမယ်해가 지다 နေဝင်သွားမယ်ဆိုရင်တော့ဘာဖြစ်သွားမှာလဲ 어둡다 ဆိုပြီးတော့မှောင်မိုက်သွားမယ်ပေါ့နော်အဲ့တော့ 내려가라 ဆိုတာကဆိုနေတော့ဆင်းသွားတယ်ပေါ့နော်산을 내려가라 ဆိုရင်တောင်ကနေပြီးတော့ဆင်းသွားတယ်ပေါ့နော်နောက်တစ်ခုကကြတော့နောက်တစ်ခုကကြတော့ 지하시로 내려가라 지하시 ဆိုတာမြေအောက်ပေါ့နော် 지하시로 내려가라 ဆိုတာမြေအောက်ကိုဆင်းသွားတယ်နောက်တစ်ခုက 내려가는 엘리베이터 အဲ့တော့အောက်ကိုဆင်းသွားတဲ့ elevator ဆိုပြီးပြောထားပါတယ်နော်အဲ့တော့ 내려가라 ဆင်းသွားတယ်ဆိုရင်တက်လာတယ်တက်သွားတယ်ဆိုရင်သူရဲ့ဆက်ကျင်ဘက်က 오라가다 ဆိုပြီးတော့တွဲသုံးလို့ရပါတယ်ဒါကြောင့်မလို့여러분တို့ကအခုလေ့လာသွားတဲ့စကားလုံးလေးတွေကိုထပ်ခါတလဲလဲဒီချာလေးလိုက်နာပြီးတော့နားထောင်ပြောကြည့်ကြည့်စကားလုံးလေးလည်းမှတ်ပေါ့နော်ကိုမှတ်လို့ပြီးသားပြီဆိုလို့ရှိရင်တော့ဒီအောက်ကစာကြောင်းလေးတွေကို여러분တို့ဖတ်ကြည့်ကြည့်ပါကိုယ်တိုင်ဒီစာကြောင်းလေးဖတ်ကြည့်ကြည့်ဘာသာပြန်ကြည့်ကြည့်โอเคရပြီကိုဘာသာလည်းပြန်လို့ပြီးသားပြီဖတ်ကြည့်လို့ပြီးပြီဆိုလို့ရှိရင်တော့အခုစောနေတဲ့အတူတူတစ်ခါတော့လိုက်ဆိုကြည့်ကြည့်ရအောင်နော်저는 시골에서 태어났어요. 저는 시골에서 태어났어요. ဒီစာကြောင်းရဲ့အဓိပ္ပာယ်ကတော့ကျွန်တော်ကတဲ့ဒီကြီးလက်ဒေတာမှာမွေးဖွားခဲ့ပါတယ်အဲဆိုကိုရီးယားလိုဘယ်လိုသုံးမလဲ 저는 시골에서 태어났어요. 나도 지금은 도시에 살아요. 지금은 도시에 살아요. အဲ့တော့သူပြောချင်တဲ့အဓိပ္ပာယ်ကအခုကတော့သူကမြို့မှာနေနေပါတယ်အဲဆိုအခုကတော့မြို့မှာနေနေပါတယ်ဆိုရင်한국말로 지금은 도시에 살아요. 도시는 너무 시끄러워요. 도시는 너무 시끄러워요. 묘라가 따하고 순년해. 묘라가 따하고 순년해 소로신 도시는 너무 시끄러워요. 그런데 산에 가면
정말 조용해요. 그런데 산에 가면 정말 조용해요. 야, 또 며칠 나와보노. 그런데 나 매매번호 땅고 또아이는 되게 오래 있을 바래. 하자므로, 다네 땅고 또아이 되게 오래 있을 때, 저불리 떠면래. 그런데 산에 가면 정말 조용해요. 나도 그래서 들산을 좋아해요. 그래서 들산을 좋아해요. 또아 다자물로 땅달다고 짜이대. 저 땅달다고 짜이대에서 코리아도 불리 떠면래. 그래서 들산을 좋아해요. 노포산도, 날주산도 다 좋아요. 노폴산도, 날주산도 다 좋아요. 나도 별하가 밑에 땅고요, 밑에 땅래 왜 짜이대. 나도 별봐요. 밑에 땅래, 밑에 땅래 알롱 짜이대 소인. 노포산도, 날주산도 다 좋아요. 보통 아침에 산에 가요. 보통 아침에 산에 가요. 뻔만 앞이 맨날 많이 마땅고 또아이거너. 아서 뻔만 앞이 맨날 많이 마땅고 또아이 소루신. 보통 아침에 산에 가요. 해가 지면 어두워요. 해가 지면 어두워요. အဲ့တော့ နေဝင်သွားလို့ရှိရင်မှောင်မိုက်လာတယ်ပေါ့နော်အဲ့ဒါဆိုနေဝင်သွားမှောင်မိုက်လာတဲ့အတွက်ဆိုရင် 해가 지면 어두워요. 그래서 해가 지기 전에 산을 내려가요. 그래서 해가 지기 전에 산을 내려가요. 다자오네 니모위게마 땅가니며 쓴말이 로별하바에 다디르장리네 타입소비아비바오. 그래서 해가 짓기 전에 산을 내려가요. ဟုတ်ပါအရင်တော့ပါတယ် 선이가 디사니며 선인데 컬러 페피아비바메너. 저는 고실에서 태어났어요. 지금은 도시에 살아요. 도시는 너무 시끄러워요. 그런데 산에 가면 정말 조용해요. 그래서 저 산을 좋아해요. 노포산도 나주산도 다 좋아요. 보통 아침에 산에 가요. 해가 지면 어두워요. 그래서 해가 지기 전에 산을 내려가요. 여러분들 아웃도 말에 다소로시에 여러분들 가시야 사리를 짬매 다리를 이런 찌찌미 exercise လုပ်ကြည့်ကြည့်မယ်ပေါ့နော် 다솔에 여러분들 스칼롱리 피메 쿠나라와 디나마서인 저는 꽈라에 태어났어요. 그래서 디마 미라로 country size로 여러 바테마에 시고를 베테마버너 에라 여러분들 때까니요 세리 시바레. 마 나도 가자로 quiz time ရောက်ပါပြီ quiz time ကကြတော့ 여러분 17ရက်ကနေပြီး ရက် 20다 လေ့လာခဲ့တဲ့ စကားလုံးတွေကို 여러분 လောက်လောက်ထိရတယ်ဆိုတာကို အောက်မှာ ဖြည့်ပေးရမှာဖြစ်ပါတယ်နော် အဲ့တော့ 여러분도 다리တွေကို ဖြည့်ကြည့်ကြည့်ပါ 선이야로 အမြန်ပဲပြသွားမယ်ပေါ့နော် 여러분도가 비디오တွေကို ရပ်ပြီးတော့ အဖြေလေးတွေကို ဖြေထားလို့ရတယ်ပေါ့နော် ဒီတစ်မျက်နှာက 1ကနေ 5ထိ ရှိပါတယ် 누구가 6ကနေပြီးတော့ 10 11ကနေပြီးတော့ 16ထိ ရှိရပါနော် 19ကနေ 20ထိ ရှိပါတယ် 여러분도가 ဟုတ်တယ်과 뜻하고 ဖြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ အောက်က အဖြေလေး တိုက်ကြည့်ကြည့်ရအောင် အဖြေလေးကကြတော့ ဒီဖြေလေးဖြစ်ပါတယ်ရှင် ဒါဆိုလို့ရှိရင် 여러분도 ဖြေထားတာ အားလုံးမှန်ရလား အားလုံးမှန်တယ်ဆိုလို့ရှိရင်လည်း 유지의 것만만 ရေးပေးသွားပါအောင်နော် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ တကယ်လို့ကိုကပေါ့နော် ကိုဖြေလိုက်တာတော့ တစ်မျိုးလို့ ဒီဖြေမျိုး ရွေးချယ်ရတာလေလို့ မရှင်းတာမျိုးတွေရှိလို့ရှိရင် commentမှာလည်း မေးဖြည့်သွားလို့ရပါတယ် ဘာဖြစ်ဖြစ် အားလုံးမှန်တဲ့သူတွေရော like ပြီးကြည့်ရှုပေးတဲ့သူတွေ အားလုံးကျေးဇူးတင်ပါတယ်ရှင် ဒါဆိုလို့ရှိရင် နောက်ရက်မှာကြတော့ day 21ကို ဆက်လက်ပြီးလေ့လာကြည့်ရအောင်နော် 여러분 안녕하세요. 감사합니다.